လန်းအစမှာတော့ကျောင်းမှာအလှဆုံးနဲ့နာမည်ကြီးဆုံးမင်းသမီးလေးကျင်းနဲ့စတင်ထားပါတယ်ဒီနှစ်ဟာပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့ကြားကကိုရီးယားရဲ့ထိပ်တန်းအမှုပညာအေဂျင်စီတစ်ခုမှာတင်နန်းသား train အဖြစ်အရွေးခံထားရသူပါသူမဟာအရေးချင်းရှိတယ်လူချစ်လူခင်များတယ်ဘဲသွား spotlight အောက်မှာအမြဲရှိနေတဲ့သူပေါ့ဒါလည်းမကသေးဘူးနော်ရင်းနဲ့ကအနိုင်ကျင့်ခံရတဲ့ကျောင်းသားတွေကိုလည်းအမြဲကာကွယ်ပေးတတ်လို့သူမရဲ့ပုံရိပ်ကလူတွေကြားထဲမှာနတ်သမီးလေးတစ်ပါးလိုတောက်ပနေတာပါသူမရဲ့တငယ်ချင်းတွေဖြစ်တဲ့ဟန်နန်နဲ့မင်းကြိုင်တို့ဆိုတာကလည်းချမ်းသာပြီးဩဇာရှိတဲ့မိသားစုကဆင်းသက်လာကြသူတွေဖြစ်လို့သူတို့အဖွဲ့ဟာကျောင်းမှာတကယ်ကို high class ပါပဲဒါပေမဲ့ဒီလိုပြည့်စုံလုံးတဲ့ကဘာလေးရဲ့အပြင်ဘက်မှာတော့ဆျောင်းမဲဆိုတဲ့တာမန်ကျောင်းသားလေးတစ်ယောက်ရှိနေပါတယ်သူကတော့ကျင်းသားကိုအဝေးကနေပဲငေးကြည့်နေရတဲ့သူပေါ့တငယ်ချင်းဖြစ်သူပေါ့ကလည်းမင်းနဲ့သူနဲ့ကကဘာချနေတာပါကွာဆိုပြီးလက်တွေ့ဘဝနဲ့ပြန်ဆွဲခေါ်နေရရှာပါတယ်ရင်းထဲမှာ Hamtech ဆိုတဲ့နာမည်ကြီး baseball ကစားသမားချစ်သူတယောက်ရှိပေမဲ့သူတို့အခြေရေးကအပြင်ပန်းကြီးတလောက်မသားရပါဘူး Hamtech က baseball လေ့ကျင့်ခန်းတွေထဲမှာပဲအချိန်ကုန်နေပြီးရင်းနဲ့ရဲ့မွေးနေ့ကိုတောင်မေ့သွားတဲ့အထိဂရုမစိုက်ဖြစ်လာပါတယ်နောက်ဆုံးမှာတော့လစ်လျူရှုခံရတာတွေကိုစိတ်ကုန်သွားတဲ့ကျင်းတယောက်လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပါတော့တယ်